ဟုတ်ပြီကျွန်တော်အဲ့လိုလုပ်တဲ့အတွက်ဘာအကျိုးရှိမင်းတို့တစ်သက်လုံးခံစားမဲ့ idea တွေငါချကျွေးခဲ့တယ်လောမဲ့ခန္ဓာတွေကိုညချအသေးစိတ်ကပြောပြတယ်အခုဘာလို့ဆိုတာပတ်မလို့လာတဲ့အားလုံးထိုင်မှာဆိုတော့တော့ယူကြည့်တော့ပြောပြရှိခုလည်းပြောတယ်ကိုစံတဲ့နေ9နိုင်ကြာကိုမန်းလို့စခန်းနဲ့ပြန်လာအဲ့ဒါပတ်စခန်းတော့စားတော့ပြန်လာတော့